ဒီနာဘူးစိတ်နဲ့ပတ်သက်ပြီးတော့အများကြီးပို့ပြီးတော့ရှိကြရဲ့everyone အားလုံးပဲမင်္ဂလာပါရှင်ဆက်ဆက်ဖြစ်ပါတယ်ဒီနေ့တော့ဆရာတို့အမျိုးသမီးတွေမှာလိန်စိတ်ဘယ်လောက်ရှိမယ်လို့ထင်ပါလဲမျိုးသားနဲ့အမျိုးသမီးနဲ့ရှင်းလိုက်ရင်ရောဘယ်သူကလိန်စိတ်ပို့ပြီးတော့များမယ်လို့ထင်ပါလဲကြာပေါက်ကိုကြားဟော်မုန်းဖြစ်တဲ့တက်ထရိုစတီရွန်ကိုပိုင်ဆိုင်ထားတဲ့အမျိုးသားတွေကအမျိုးသမီးတွေထက်ကိုပို့ပြီးတော့လိန်စိတ်မြင့်မာတယ်လို့ပြောလို့ရတာပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီနေ့မှာတော့လိန်စိတ်များတယ်ဆိုတဲ့အမျိုးသမီးတွေရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့အနည်းငယ်ကိုစနေတူတူလေ့လာကြည့်လိုက်အောင်နော်မတ်တက်ခဏပုတ်သက်ကင်တွေနေရဲ့အမျိုးသမီးကလိန်စိတ်ကိုများတယ်အမျိုးသမီးတွေကအမျိုးသားတွေကိုတိတိတသားပဲဖြစ်ဖြစ်မတိမသားပဲဖြစ်ဖြစ်ဒီလိုထက်ချင်းလုပ်တတ်ကြတယ်မလားအမျိုးသားတွေဆိုလို့ရှိရင်လည်းကိုယ်စိတ်ဝင်စားနေတဲ့သူကိုသဘောကျတဲ့သူဆိုလို့ရှိရင်ခဏကိုတက်ချင်းလုပ်ချင်စိတ်ကိုင်ချင်စိတ်တွေထိချင်စိတ်တွေပြောတတ်ကြတယ်မလားအဲ့လိုပဲအမျိုးသမီးတွေလည်းကိုကလုံးဝစိတ်ထဲမှာသဘောမကျတဲ့သူဆိုလို့ရှိရင်တော့အသားချင်းထိနေတော့ပဲကြိုက်မှာမဟုတ်ဘူးဒါပေမဲ့လို့ကိုကနည်းနည်းလေးစိတ်ထဲမှာခံစားချက်ရှိတယ်ယောက်ျားတို့မြင်နေဆိုတဲ့သူနဲ့ဆိုလို့ရှိရင်တော့ခဏကို skin shake တစ်ခုကိုလှုပ်လိုက်ရမှာသဘောကျတတ်ကြပါတယ်မြို့တိုင်းပေါင်းရိုက်လိုက်တာတော့နေရင်းလေတိုင်းလေးကိုပုတ်တက်ပြီးတော့ကန်လိုက်တာတော့မတိမသားလေးပခုံးလေးကိုဆိုပြီးတော့မှီပြီးတော့စကားပြောတာလို့ပေါ့နော်စသဖြင့်ပေါ့နော်အဲ့လိုပညာသားပါတဲ့နည်းစနစ်လေးကဒီကြားမှခံစားချက်ကနေပြီးတော့ဖြစ်ပေါ်လာတဲ့လုံဆောင်မှုကြောင့်မဟုတ်ဘူးလားမနှစ်လက်သက်ချီကလက်ညှိုးထပ်ပိုးပြီးတော့ရှည်တဲ့အမျိုးသမီးတွေကလင်းစိတ်ကိုပုံများတယ်ဒီလက်ညှိုးကဒီလက်ခလေထက်ပိုရှိရဲဆိုလို့ရှိရင်ကြားဟုံမှုတွေပုံများတဲ့အတွက်ကိုလိန်စိတ်ဆန္ဒတွေပုံများရဲလို့သတ်မှတ်လို့ရပါတယ်အဲ့တော့ရောတော့ဘုံတို့လည်းလက်ကလေးကိုထောင်ပြီးတော့ပါလဲဆိုတာကိုကြည့်လို့ရပါတယ်ပြီးတော့ဒီဟာကအာရှနိုင်ငံတော်တော်များများမှာလည်းဒီအရင်တည်းကခြံလိုက်ခဲ့တဲ့စကပုံလိုတန်တာရေးဆက်ဆံလိုမျိုးအရာဖြစ်တဲ့အတွက်ကိုရတားလေးဆိုလို့ရှိရင်လည်းကိုသဘောကျတဲ့မိန်းကလေးတွေ့ရဆိုလို့ရှိရင်စိုင်းနှောင်ရင်းနဲ့ပေါ့နော်အပျော်သဘောနဲ့လက်ကလေးပြအောင်ဆိုပြီးတော့ကြည့်လို့ရပါတယ်နံပါတ်3ညရင်ထက်မြက်တဲ့အမျိုးသမီးတွေကတာမန်အမျိုးသမီးတွေထက်လိန်စိတ်ပုံများတယ်ဆိုတော့လူအတိုင်းဝိုင်းထဲမှာကြားနေကြစကားတစ်ခုရှိပါတယ်ညရင်ထက်မြက်တဲ့လောက်ဒီချင်းရှိတဲ့လောက်ကိုလိန်ခံစားချက်ပို့ပြီးတော့များကြရလို့ပြောကြပါမယ်အဲ့စကားကလည်းဆိုကိုယ်တိုင်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်အမှန်ပဲလို့ထင်ပါတယ်။လည်းပတ်ဝန်းကျင်မှာလေ့လာကြည့်လိုက်တဲ့အခါမှာဒီတေချာတဲ့အလုပ်အကိုင်းအောင်မြင်ကြော်ကြားတဲ့သူတွေနေပဲသေးသေးမှာထင်ပေါ်နေတဲ့သူတွေတော်တော်များများဒီနာဘူးစိတ်နဲ့ပတ်သက်ပြီးတော့အများကြီးပို့ပြီးတော့ရှိကြရဲလို့ပြောကြပါတယ်။ပြောမယ်သူတို့ရဲ့အတွေးခေါ်တွေမြင်မာလာတဲ့တပြိုင်နက်ကိုဒီ saturate ကိစ္စကဒီဖုံးပိထားမယ်အရာသဝတ်ထားမယ်အရာလို့မတွေးတော့ဘဲနဲ့ဒီလူဘဝမှာခံစားရတဲ့ဒီ pleasure တွေအထဲတွေကတခုဆိုပြီးတော့သတ်မှတ်လိုက်ကြတာများတဲ့အတွက်လို့ပြောကြပါတယ်ပြီးတော့အဲ့လိုလူမျိုးတွေကသူတို့က sex နဲ့ပတ်သက်ပြီးတော့ဘလို့အကြိုက်မျိုးရှိရယ်ပြီးတော့ဘလို့လူမျိုးကိုကြိုက်တယ်ဘလို့လူမျိုးကိုမကြိုက်ဘူးဘလို့မျိုးကိုလှုပ်ချင်တယ်ဘလို့မျိုးကိုမလှုပ်ချင်ဘူးသူတို့ရဲ့အကြိုက်ကိုသူတို့တိတိကျကျသိပြီးတော့ဒီ sex life မှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ pressure ကိုအပြည့်အဝရဖို့အတွက်ကိုခံစားကြရလို့ပြောကြပါတယ်သူတို့အဲ့လိုပြောတာကိုသိလိုက်ရတဲ့အချိန်မှာစိတ်ကူလည်းဒီလူတွေတော်တော်ကိုနေပဲတီးမှာဇက်ထက်ကြတဲ့သူတွေပါလားဆိုပြီးတော့နံပါတ်4အစားရမှတ်တဲ့သူကလိန်စိတ်ကိုပုံများတယ်အစာစားညံစိတ်နဲ့ဒီလိန်စိတ်ကလူသားတွေရဲ့မရှိမဖြစ်လိုအပ်တဲ့စိတ်ဆန္ဒတွေမှာခုအပါဝင်ဖြစ်ပါတယ်ဆိုတော့ဒီအုံနောက်ထက်မှရှိတဲ့ဟော်မုန်းထုတ်လွှတ်မှုကိုထိန်းညှိပေးတဲ့ hypothalamus မှာလိန်စိတ်ဖြစ်ပေါ်မှုကို drive လုပ်ပေးတဲ့စင်တာနဲ့အစာစားခြင်းစိတ်ကိုထုတ်လုပ်ပေးတဲ့ဒီ appetite sensor ဆိုပြီးတော့နှစ်ခုရှိပြီးတော့အဲ့နှစ်ခုကလည်းတစ်ခုနဲ့တစ်ခုနဲ့အကျိုးသက်ရောက်မှုရှိရလို့သုတေသနတွေကရှာဖွေတွေ့ရှိထားပါတယ်။သူချစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်လည်းဥပမာဆိုတော့ဗိုက်စာနေရဲ့အချိန်မှာဆိုလို့ရှိရင်ဘာမှတိတ်ပြီးတော့လှုပ်ရှင်နိုင်နေစေမရှိကြဘူးမလား။အဲ့ဒီတော့အားရမှတ်တဲ့ကောင်မလေးနဲ့အတင်ချင်တယ်ဆိုလို့ရှိရင်တော့ဒီသူ့ကိုအရင်ဆုံးအရသာရှိတဲ့အစားအစာတွေကိုအရင်ဆုံးပြေးပြီးတော့သူ့ရဲ့စိတ်ခံစားချက်ကောင်းလာတဲ့အချိန်မှာစတင်တာပို့ပြီးတော့ကောင်းမယ်လို့အကြံပေးချင်ပါတယ်။စားရမဲ့အတွက်ကိုဗိုက်စာနေတဲ့အချိန်မှာတခြားအာရုံတွေမလာတော့ဘဲနဲ့အဲဒီစားခြင်းတဲ့ bug တို့ပဲစိတ်ရောက်နေပြီးတော့အစာစားပြီးတော့ဗိုက်ပြည့်သွားတဲ့အချိန်ကျလို့ရှိရင်စိတ်ခံစားချက်ကလည်းပိုပြီးတော့ကောင်းမွန်လာပြီးတော့ခြားရာတွေကိုလည်းကောင်းမွန်လုပ်နိုင်တယ်လို့ပြောလို့ရပါတယ်။နံပါတ်5ခဟောဝတ်တဲ့ main ကလေးတွေကနေစိတ်ပူများတယ်။ skirt တူလေးပဲဖြစ်ဖြစ်body line ပေါ်တဲ့အဝတ်စားလေးတွေကိုဝေးရတာကိုကြိုက်တဲ့သူဆိုလို့ရှိရင်ကြိုက်ရင်ကြိုက်သလိုသူတို့ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့သူတို့မှာယုံကြည်မှုအပြည့်အဝရှိတဲ့သူတွေဖြစ်ဖို့ပိုပြီးတော့များပါတယ်။အဲ့လို main ကလေးတွေကလုံးဝအိတ်စိတ်များတယ်ဆိုတာထက်ကိုမျိုးသားနဲ့အတူတူဆက်ဆံနေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့သူတို့ကဒီယုံကြည်မှုအပြည့်အဝရှိကြတဲ့အတွက်ကိုတာမန် main ကလေးဆိုလို့ရှိရင်ငါ့ရဲ့ body ကဒီလိုမွားနေရတော့ဘယ်လိုဖြစ်နေရညာလို့ဖြစ်နေရ
မျိုးသားကြိုက်ပါမလားဆိုပြီးတော့သူစိတ်ထဲမှာပြည်စည်းမှုများပြီးတော့ဒီကိုလုံးနေတဲ့အလုပ်ကိုဒီအာရုံမဆိုင်နိုင်ဖြစ်တဲ့ကြပဲမယ်လို့အဲ့လိုမျိုးသမီးကဒီအမျိုးသားတယောက်ကငါ့ကိုသဘောကျဖို့လုံလောက်တဲ့ body ဆိုတာကိုသိရတဲ့အတွက်ကိုအဲ့ယုံကြည်ချက်နဲ့အတူတူလုပ်ကြတာပိုများပါတယ်ဒီတော့မျိုးသားတွေတခုအထင်မှားနေတာအဲ့လိုခတ်ပြီးမမိုက်ပုံစံဝတ်တိုင်းကိုသူတို့ယောက်ျားလေးတွေကိုဆွဆောင်ဖို့ဝတ်တာလုံးဝမဟုတ်ပါဘူး။ဒီတိုင်းကကိုယ့်ရဲ့အလောက်ထုတ်ပြခြင်းကြတာပေါ်လင်းစေခြင်းကြတာပြီးတော့တခြားသူတွေထက်ကိုမှမှန်တယ်မှာပြန်ကြည့်လို့ရှိရင်လည်းကိုအဆင်ပြေရလှနေရဲဆိုပြီးတော့မြင်ရတဲ့ခံစားချက်ကိုကြိုက်ကြတာများတဲ့အတွက်ပါ6စိတ်ဖိစီးမှုပူများတဲ့အလုပ်ပတ်ဝန်းကျင်ကသူတွေကပို့ပြီးတော့လိမ်စိတ်ပို့ပြီးတော့မြင်ပါတယ်အလုပ်ခံနေကြလာတဲ့စိတ်ဖိစီးမှုတွေကိုချစ်သူနဲ့ဒီဆက်ဆံရင်းနဲ့ပြီးလျှော့သွားရဲဆိုတော့သူတွေအများကြီးရောရှိကြပါတယ်စစ်ကစိတ်ဖိစီးမှုကိုဖြေလျှော့ပေးုံနဲ့မဟုတ်ဘဲနဲ့ခန္ဓာကိုယ်ရဲ့နာကျင်မှုတွေကိုတက်တာစေပြီးတော့ဒီစစ်ထက်ကြတာလို့လည်းဂျော်နေပြီးတော့စိတ်လူကနေလို့ထိုင်လို့ကောင်းအောင်လုပ်ပေးနိုင်တဲ့ဟော်မုန်းတွေအများကြီးပဲထွက်ပေးတာဖြစ်တဲ့အတွက်ကိုဒီအလုပ်ကြောင့်အတိုင်းအတာတစ်ခုပြီး stress ပြီးနေတဲ့သူတွေဆိုလို့ရှိရင်ကိုချစ်ရတဲ့သူနဲ့ဒီဆက်ဆံပြီးနောက်ပိုင်းမှာစေရုပ်ကိုပါပြန်ပြီးတော့လန်းဆန်းလာတယ်လို့ပြောကြပါတယ်။ဒါပေမဲ့လည်းအနည်းငယ်မဟုတ်ဘဲနဲ့အလုပ်နဲ့ပတ်သက်ပြီးတော့အရန်ကိုစိတ်ညစ်မှုတွေစိတ်ဖိစီးမှုတွေဆိုင်နေရတဲ့သူဆိုလို့ရှိရင်တော့အမျိုးသားကဒီအမျိုးသမီးကအလုပ်နဲ့ပတ်သက်ပြီးတော့ဘလိုတွေဖြစ်နေရဘလိုတွေခံစားရနေလဲဆိုတာကိုရှင်ဖွင့်တာတို့တိုင်တန်းတာတို့ပြောတဲ့ဟာကိုတည်ချာနားထောင်ပေးပြီးတော့တည်ချာနှစ်သိမ့်ပြီးဖို့ကအရန်ကိုအရေးကြီးပါတယ်ဒီကောင်းဆောင်အနေနဲ့ကတော့အရင်ခက်ကတော့လိမ်စိတ်များတယ်ဆိုတော့အမျိုးသမီးတွေဆိုလို့ရှိရင်ပေါ့ဒီညဉ့်ညမ်းတယ်ဘာညာဆိုပြီးတော့ပေါ့နော်ဘိုးဘိုးကိုရှောင်ကျင်တက်ကြပေမဲ့ဒီခေတ်ပုံစံအရဆိုလို့ရှိရင်တော့ဒီလိမ်စိတ်များတယ်ဆိုတဲ့အမျိုးသမီးကကောင်းကွက်လေးတစ်ခုဖြစ်နေအောင်ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ဆိုရတော့တွင်းမိပါတယ်။နောက်ဗီဒီယိုမှာလည်းအသစ်တော့စိတ်ဝင်စားတဲ့ content အကြောင်းအရာတွေနဲ့ပြန်လာခဲ့မှာမို့လို့ဆိုရ YouTube channel လေးကို subscribe လုပ်ပြီးတော့အလံလေးထိနှိပ်ပြီးဖို့တောင်းဆိုချင်ပါတယ်။နောက်ဗီဒီယိုမှာကျင်းနေမှာပြန်ဆုံမယ်နော်။